Dyson လို့ပြောလိုက်ပြီဆိုတော့ねလူတွေက hair dryer လောက်ပဲပြေးမြင်ကြဒါပေမဲ့ကျွန်တော်ရဲ့အိမ်မှာရှိကိုရှိတဲ့ air purifier တွေလည်း Dyson အနေနဲ့ထုတ်တယ်ဆိုတော့ဒီနေ့ Dyson ရဲ့ mysa product တစ်ခုဖြစ်တဲ့ Dyson HealthJet air purifier လေးအကြောင်းကိုဒီနေ့ unboxing လေးလုပ်ပြီးတော့အကြံလေးပြောပြမယ်ဆိုတော့ကျွန်တော်တို့ဖုန်းထဲမှာ Dyson ရဲ့ hair dryer တွေရောအခုဒီမျိုး air purifier အလန်းသားတွေရောအကုန်လုံးရပါတယ်ဆိုတော့ unboxing လေးလုပ်လိုက်အောင်ဆိုတော့ဖောက်မယ်ဆိုတော့ဒီကောင် packaging ကတော်တော်လေးကိုမှာပါတယ်ဆိုတော့ you know ဖောက်ကြည့်လိုက်အောင်ပေါ့နော်ပထမဆုံးအနေနဲ့တွေ့ရတာကတော့ My Dyson ဆိုတဲ့ app နဲ့ဒီကောင်ကိုတွဲပြီးသုံးလို့ရမယ်ဆိုတဲ့အနေအထားပေါ့နော်ကျွန်တော်တို့ Wi-Fi နဲ့ရမယ် voice command နဲ့ရမယ်ဆိုတဲ့အနေအထားပြီးရင်အဲ့ဒါလေးကိုတစ်ချက်စမ်းကြည့်ကြည့် Okay My Dyson app ကိုတဲ့ App Store မှာရော Google Play Store မှာရောအလွယ်တကူ download ရမှာဖြစ်ပါတယ်တဲ့Okayကြောက်တော့ကိုမှရမယ်ဆိုရင်နေတာတစ်ခုရောက်သွားပြီပဲဖြစ်ပါတယ်။ Oh okay သူ့ရဲ့ design ကလေကျွန်တော်တို့ jet engine တွေမှာပါတဲ့ design ပဲပေါ့နော်။အဲဒါကြောင့်လေ Dyson အနေနဲ့ဒီကောင်ကို HealthJet ဆိုပြီးတော့နာမည်ပေးထားပါတော့။ Aerodynamic ကကြတော့တော်တော်လေးမိုက်တယ်။အခုပြထားတဲ့အတိုင်းပဲလေရင် jet ရဲ့ပုံစံမျိုးလေးဖြစ်အောင်လုပ်ပေးတာ။ဒီမှာကျတော့သူ့ရဲ့ power cable ပါမယ်ပြီးနောက်တဲ့အားသာချက်တစ်ခုအနေနဲ့ဒီ Dyson ရဲ့ air purifier ကကိုယ့်ရဲ့ဖုန်းနဲ့လည်းချိန်ပြီးတော့သုံးလို့ရတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ My Dyson app ကို Play Store တွေ App Store တွေအလွယ်တကူ download လို့ရတယ်ကျွန်တော် Android ဖြစ်တဲ့အတွက်ကြောင့် Play Store ကနေ download ထားတယ်ပြီးတော့ဒီကောင်ကိုတစ်ချက်ချိန်ကြည့်မယ်ပေါ့နော်ချိန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ iPhone ပုံစံလေး exclamation mark လေးကိုနှိပ်လိုက်ပြီးဆို Wi-Fi လေးပေါ်ပြီးဆိုလို့ရှိရင်ကိုဖုန်းကနေပြီးတော့ i product ကိုရှာလိုက်ရုံပဲပေါ့နော်ဆိုတော့ဒီမှာပေါ်လာပြီOkay ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ Wi-Fi နဲ့ဒီကောင်ကိုတစ်ခါတည်းချိတ်ထားလို့ရတာဖြစ်တဲ့ကြောင့်တော်တော်လေးကိုမှမိုက်တယ်အဝေးကနေ control ပြန်လုပ်လို့ရတယ်ဆိုတော့ကိုယ့်ရဲ့ Wi-Fi password ကိုဒီကောင်ထဲမှာထည့်ပြီးတော့ချိတ်ပေးလိုက်အောင်ပါဆိုတော့ကျွန်တော်တို့ Dyson air purifier နဲ့ကျွန်တော်တို့ရဲ့ network နဲ့ချိတ်ထားပဲဖြစ်ပါတယ်ဒီကတော့ဘယ်လိုလဲနည်းနည်းလေးထည့် filter ရဲ့အနံ့လေးပါနေတယ်နောက်ဆိုလို့ကျွန်တော် filter အနံ့ပြောက်သွားလိမ့်မယ်ပြီးတော့ဒီ filter ကကျွန်တော်တို့အိတ်ခမ်းထဲမှာထားပြီးပဲသုံးမလားကျွန်တော်ရုံးခန်းထဲမှာထားပြီးပဲသုံးမလားဒါမှမဟုတ်နည်းနည်းအနံ့သက်မကောင်းတဲ့နေရာမှာဒီကောင်ကိုထားပြီးသုံးမလားပေါ့နော်ကျွန်တော်တို့အိတ်ခမ်းပိုင်းမှာထားပြီးသုံးတာကိုတော့ပို့ပြီးတော့ recommend ပေးတယ်။ Okay ဒီမှာဆိုလို့ရှိရင်ဒီတော့ဘယ်မှာထားလဲဆိုတာရွေးကျွန်တော် background ပဲရွေးလိုက်မယ်။အိတ်ခမ်းပိုင်းထားမယ်ဆိုရင်တော့ပို့ပြီးတော့တင်တော်တယ်ပေါ့နော်။ Okay guess that အခုဆိုလို့ရှိရင်ကျွန်တော်တို့အခန်းထဲမှာလေတူးကအဆင်ပြေလာအောင်နော် indoor က dominant good ပေါ့နော်။ စိမ့်နေဆိုတော့ goodပြီးတော့ဒီကောင်းထဲမှာပါတဲ့ filter ကလေကျွန်တော်တို့ရိုးရိုး pop filter တွေစက်ကူ filter လိုမျိုးမဟုတ်ဘဲနဲ့ဒီကောင် electromagnetic နဲ့လောက်ထားတဲ့ filter ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကောင်ကိုပြန်လဲရတဲ့ဈေးစကားတွေအဲ့ဒါတွေကအများကြီးသက်သာလိမ့်မယ်3လလောက်ကြာ4လလောက်ကြာတစ်ခါလဲစရာမလိုတစ်နှစ်ကြာတစ်ခါလဲစရာမလိုကျွန်တော်တို့ဒီ application ထဲမှာဒီဘက်မှာ filter coin တစ်ခုပါတယ်ဗောနော်အဲ့နှစ်ခုကိုကျွန်တော်တို့ 100% ကျန်နေသေးတယ်ပေါ့ဒါဆိုလို့ရှိရင် electrostatic fiber life ပြောလို့ရှိရင်ဒါ carbon filter lifeဒီနှစ်ခု filter နှစ်ခုကတော်တော်လေးနည်းသွားပြီသူ့ရဲ့ percent ကတော်တော်နည်းသွားပြီဆိုမှသာကျွန်တော်လဲလိုက်လို့ရတယ်ဆိုတော့ဒီတဲက filter ကိုကျွန်တော်တို့ကိုယ်တိုင်ထုတ်ပြီးတော့ကြည့်စရာမလိုဖုန်းရဲ့ application တွေကနေပဲတခါကြည့်လိုက်လို့ရတယ်တော်တော်လေးကမှခေတ်ရှိပြီးတဲ့ technology တွေသုံးထားလို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်ပြီးတော့လို့ရှိရင်ကျွန်တော် application တွေမှာဒါကို schedule ပေးခဲ့လို့ရတယ်ကိုကတကယ်လို့ရုံးနေပါသွားတယ်အိမ်ငန်းထဲမှာမိပြီးတော့ဖွင့်မိခဲ့ဆိုလို့ရှင်လေဒီကောင်ကိုကျွန်တော်အဝေးကနေပြန်ပြီးတော့လမ်းပိတ်လို့ရတယ်ဒီကတော့တော်တော်လေးကမှမိုက်တယ်ကျွန်တော် application ထဲမှာဆိုလို့ကျွန်တော် fan က10 speed ပါတယ်ဒါပေမဲ့ဒီကောက်မှာကျွန်တော် manual clip သွားနိုင်မယ်ဆိုတော့3ချက်ပဲပါ3ချက်ကတစ်ချက်ကိုဒီရဲ့ဟာရဲ့3စတစ်စလောက်ရှိတယ်ပေါ့နော်ဆိုတော့ဒီထဲမှာတစ်မျိုးအဲ့လိုမျိုးလေးတော့ဖြစ်နေလိမ့်မယ်ဒါပေမဲ့3စတစ်စလို့ပဲကျွန်တော်မှတ်ထားလိုက်ရပြီပြီးတော့ဖုန်းနဲ့ပဲပိတ်လိုက်လို့ရတယ် Okay ဖုန်းနဲ့ပဲပြန်ဖွင့်လို့ရတယ်ပြီးတော့ကျွန်တော်တို့နိုင်မှုဘာညာလည်းဖွင့်ထားလို့ရတယ်ဆိုတော့အနည်းချုပ်ပြီးပြောရမယ်ဆိုလို့ရှင်တော့ chair customer တွေအနေနဲ့တကယ်ကိုမှနီးပညာမြင့်တဲ့ပစ္စည်းတစ်ခု quality ကောင်းတဲ့ပစ္စည်းတစ်ခုကိုသုံးကျင်တဲ့အခုလိုမျိုး Dyson ရဲ့ HealthJet air purifier မျိုးကိုလိုချင်တယ်ဆိုလို့ကျွန်တော်တို့ဖုန်းကင်းကိုလှမ်းလာဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်